မင်္ဂလာပါကျွန်တော်ထွန်းသစ္စာတမန်တနကမှာပြန်လဲကြိုဆိုလိုက်ပါရနော်ဒါဒီနေ့ကတော့ကျွန်တော်တရက်နေ့9လပိုင်း2026ပေါ့နော်ဒါကျွန်တော်တို့တက်စင်ရေးတွေကိုကျွန်တော်ပြသပေးတာပါဒီနေ့ကတော့ကျွန်တော်ဘာဂျာလေးတွေအပ်မယ်ကျွန်တော်တို့ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီကားလက်ရန်လေးပေါ့နော်ဒီကားလက်ရန်လေးတွေအပ်မယ်ဒါဒီကားလက်ရန်ပေါ့နော်ဒီကားလက်ရန်လေးတွေအပ်မယ်ဒါမျိုးလေးတွေပြောဆိုရင်ကျွန်တော်ထွန်းသစ္စာတမန်တနကကိုအသေးစိတ်ဆက်သွယ်မင်းများနိုင်ပါတယ်ခင်ဗျာနော်ဒါကျွန်တော်တို့လက်ရှိတက်ထားတဲ့ဘာဂျာလေး3ပေါင်းနဲ့ကျွန်တော်ဒါစတီးလက်ရန်လေးတွေပေါ့နော်စတီးလက်ရန်လေးတွေဒါတက်ဆင်ပေးတာကိုပြသပေးတာပါဒါကတော့6ထပ်စာပေါ့နော်ဒီနေ့ကတော့ကျွန်တော်တို့စတီးလက်ရန်လေးတွေဒါအပ်တာပေါ့နော်ဘာဂျာလေးတွေလည်းအပ်မယ်စတီးလက်ရန်လေးတွေလည်းအပ်မယ်ဒါ6ထပ်စာလုံးပေါ့နော်လက်ရလည်းလုံးဝ share ပဲနော်ဒီမှာကျွန်တော်တို့နောက်ဆုံးကြံမှာဘာကြံမလဲဆိုရင်ကျွန်တော်ဒီဝရဏလက်ရန်လေးတွေဝရဏလက်ရန်လေးတွေကျွန်တော်တို့6ထပ်စာကြံမယ်ပေါ့နော်နောက်ပြီးသွားလို့ရှိရင်နောက်ပြီးမီးသက်နော်လီကာမိသက်လေးကားလေးတွေကျွန်တော်ကြံမယ်ပေါ့နော်ဒါကတော့ကျွန်တော်တတုပ်ပေါ့90ရာခိုင်နှုန်းတော့ပြီးစီးပါပြီဒါမျိုးလေးတွေလိုအပ်တယ်ဆိုရင်ကျွန်တော်ထွန်းသစ္စာတမန်တနကကိုအသေးစိတ်ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာဒါတက်စင်ရေးလေးကိုပြသပေးတာပါနော်ဒါမျိုးလေးတွေလိုအပ်တယ်ဆိုရင်ကျွန်တော်ထွန်းသစ္စာကိုဖုန်းဆက်သွယ်ပြီးမေးမြန်းနိုင်ပါတယ်ခင်ဗျာအားလုံးကြားမှာချမ်းသာကြပါစေလို့ကျေးဇူးတင်ပါတယ်နော်ဒါကျွန်တော်တော့မောလို့မတက်နိုင်တော့မင်္ဂလာပါကျေးဇူးပါနော်